တနေ့မှမေးမရသူလေသူလူတယောက်မှာသူ့အကြောင်းဒဏ္ဍာရီတစ်ခုချစ်တဲ့နယ်မဟုတ်လားအရာရာဟာမြေကြီးပေါ်ဒုတ်ချောင်းနဲ့ရေးရှိထားသလိုဖြစ်လွယ်ပြက်လွယ်တွေကြီးပါပဲကွယ်မင်းတဘွားလုံးကြေကွဲကြံရရအောင်ဆိုပြီးငါကူငါလည်းအဆုံးမစီရင်ရဲ့ဒါဆိုတနက်ပြောင်းတဲ့ရှောင်းကြည့်ရင်ခလုံးနှိမ့်မိတဲ့လူတယောက်လို့လူတွေပြက်ရည်ပြူကြံရကြမှာပေါ့ငါရဲ့အကောင်းဆုံးကိုငါလုံမပြီးသေးသမျှဘယ်အရာပေါ်မှာမှငါကူငါမပုံခဲ့နိုင်ဘူးငါတကောင်ဟာကောင်းကင်တစ်ခုထဲမှာနှစ်ခါပြန်တန်းနိုင်ဖို့နေမင်းကြီးကိုတစ်ချိန်ပတ်ရတယ်ဒီနေ့မှမေးမရလို့လေဒီတညနေခင်းလေးပဲဖြစ်ဖြစ်အကောင်းတိုင်းထင်ကြံရဖို့တောင်းခံထားရသူပါငါကဂျူလီယက်စီဇာလိုပဲကိုရန်သူရဲ့စရင်ကိုမှတ်မထားတတ်ဘူးကိုနာမည်ဘယ်သူတုံးရဲ့လို့ကိုဟာကိုပြန်မေးရတဲ့အခါမျိုးတွေမှာတော့တနက်ပြောင်းတဲ့ချောင်းကြည့်မိပြန်ရဲ့မင်းဖို့ဒဏ္ဍာရီတစ်ခုပေါ့